ကြိုဆိုပါရစေဒီဗီဒီယိုမှာတင့်ခန်းသားသူအဖြစ်အခွင့်အရေးများကိုဆွေးနွေးပါမယ်ဒီအခွင့်အရေးများကိုနားလည်ခြင်းကတင့်ကိုခွဲခြားမှုနှင့်မတင့်လျော်သောအပြုအမူမှကာကွယ်ပေးနိုင်ပါတယ်တင့်ကိုလူမျိုးအယောင်ဘာသာရေးနိုင်ငံသားအရင်းအမြစ်လင်အထင်အမြင်သို့မဟုတ်မိသားစုအခြေအနေများအပေါ်မူတည်၍ခွဲခြားမှုမှကာကွယ်ပေးသောအခမ်းအနားရေးဥပဒေများရှိသည်အခမ်းပိုင်ရှင်များသည်တင်၏အမည်ကြောင့်အခမ်းအနားခြင်းကိုပယ်ဖျက်ခြင်းမပြုလုပ်နိုင်ပါတင်သည်ခွဲခြားမှုကိုခံစားနေရင်ဖြစ်နိုင်သည်တင်သည်ဥပဒေရေးရာအကြံဉာဏ်ရယူပါတင်သည်လုံခြုံသောပတ်ဝန်းကျင်တွင်နေထိုင်ရန်အခွင့်အရေးရှိသည်အခမ်းပိုင်ရှင်များသည်ပြုပြင်မှုများကိုပြုလုပ်ရန်တာဝန်ရှိသည်တင်၏အိမ်ကိုပြုပြင်ရန်သတင်းပို့ပါအိုကလဟိုမာတွင်အခမ်းပိုင်ရှင်များသည်အရေးပေါ်အခြေအနေများတွင်တုံ့ပြန်ရမည်တင်၏ကိုရေးကိုရာကိုလေးစားပါသူတို့သည်တင်၏အိမ်ထဲသို့ဝင်ရောက်ရန်ကြိုတင်သတိပေးရန်လိုအပ်သည်အိမ်ရှင်သည်တင်ကိုထုတ်ပယ်ရန်သတိပေးချက်ရေးသားရမည်ထုတ်ပယ်မှုသတိပေးချက်ရင်ဥပဒေရေးရာအကူအညီရယူပါတင်၏အခွင့်အရေးများချိုးဖောက်ခံရပါကအကူအညီရယူပါစာရဲစာရန်များကိုသိမ်းမှအကူအညီရှိသည်တင်၏အခွင့်အရေးများကိုကာကွယ်ရန်အကူအညီရယူပါအိုကလဟိုမာ၏ဥပဒေရေးရာအကူအညီဝန်ဆောင်မှုများကိုရှေ့ရ88 934 9243တွင်ဆက်သွယ်ပါသို့မဟုတ်နင်းတို့၏ဝက်ဘ်ဆိုက်ကိုသွားပါတင်၏အခွင့်အရေးများကိုတိပါအကူအညီရရှိနိုင်သည်ကျေးဇူးတင်ပါတယ်